ဒီဂျယ်လီကိုဘလို့ဖောက်စားရလဲဆိုတာဒီအသက်ဒီရွယ်ထိမသိကြသေးဘူးမလားဖောက်နည်းအမှန်ကိုပြမယ်ရှိုးလိုက် ဟိုပါပဲဖောက်ရတာ အခုလေးတွေဒီမှာ Facebook ကြည့်ထားတာနိုင်ငံတကာနီးစနစ်တွေကိုတင်ယူထားတာလူတိုင်းကတော့ဒီမှာဒီနေရာလေးကဆွဲမယ်ဆွဲရဒီအဖက်တွေပြတ်မယ်နော်စကွတ်ဂိမ်းတွေဖြစ်မယ်ဟုတ်တယ်မလား မပြအောင်ဆွဲပေါ့ no ပြတ်ကိုပြတ်တယ်မှာအဲ့အမျိုးဆိုရင်ဘလို့ဖောက်ရလဲဆိုမှာကြည့်အနောက်ကဒီအချောင်းတွေ့လားဒီကဖောက်တာမဟုတ်ဘူးနော်ဒီအချောင်းကဒီမှာဒီအရစ်ကလေးတွေ့လားမှာကြည့်အရစ်ကလေးအဲ့ဒီအရစ်ကလေးကိုဗဇက်နဲ့ကိုက်လိုက်ရတာဒီမှာကြည့် ငါငငယ်ကကိုက်ဘူးတယ်ဂျယ်လီပြတ်သွားတယ် အော်ပိန်းလိုက်တာဒီမှာကြည့်ပပလေးပဲကိုက်တယ်ဒီမှာကြည့်ဒီဆိုတဲ့အတန်ကြားလိုက်လားအဲ့ဒါဆိုပောက်သွားပြီ ဒီဆိုပေါက်တယ်ဆို ပေါက်တယ်ဒီဆိုပေါက်တယ်အော်မှာဒီဆိုရင်မာကြီးအဲ့လို နေ့ကလည်းဒီကြောက်ပေါက်တာမဟုတ်ပဲနဲ့ကိုယ့်ကိုဖျဲလိုက်ရတယ်လို့ပဲ ဟုတ်ကိုယ့်ကိုဖျဲရတာချင်းတူတူကိုအဲ့မဒစ်သွားဘူးဆိုရင်အဲ့ဖျဲလို့မရဘူး ဟုတ်လို့လားဟဲ့ ဟောဒီမှာဒစ်သွားမှရမှာဟမ်မ ကိုယ့်ကိုလည်းဒီမှာကြည့်ကိုယ့်ကိုလည်းဒီမှာအလွယ်တကူဖျဲလို့ရပါတယ် အော်ဒစ်နောက်တစ်ခုစမ်းပြမယ်မလေးဒီမှာဒီလိုဆိုခက်တယ်မာကြီးဒစ်ပေါက်သွားပြီ ဖြစ်သွားပြီ ဒစ်ဆိုမာကြီး easy going သဘောပေါက်လားစောက်ကွက်တဲ့စေကုန်ပြီလို့ နေမဒစ်ဆိုအေးဟုတ်တယ်ပေါက်တယ်ဟဲ့နင်းတစ်ကဟုတ်တာပဲ ခေါင်းတွေပါလျှော်သွားတော့ကြည့်ဦး